Caesar ကြောင့်လည်းကြီးများတယ်ဆိုတာကိုတီချေတို့ဘယ်လိုပြောကြမလဲဒီနေ့မှာတော့တီချေက Caesar ကြောင့်လည်းကြီးများတယ်လို့ပြောလို့ရတဲ့ adjective လေးသုံးလုံးကိုပြပြပေးတာမယ်ပထမဆုံးတစ်လုံးလေးကကျတော့ fussy fussy ဆိုတာဘာပြောရလဲဆိုတော့ Caesar ကြောင့်လည်းကြီးများတယ်လို့ပြောချင်တာဥပမာအဖြစ် she is such a fussy eater သူမကအစာကြီးများတဲ့သူပဲပေါ့နောက်တစ်မျိုးပြောလို့ရသေးတယ် my teacher is very fussy about punctuation ငါရဲ့ဆရာမကစလုံးပေါင်းသပုံနဲ့ပတ်သက်ပြီးတော့ကြီးများတယ်အမှားမခံဘူးစလုံးပေါင်းသပုံလုံးကအမှားမခံဘူးပြောချင်တာနောက်တစ်မျိုးကကျတော့ fiddly fiddly ကျတော့သူ့ရဲ့အဓိပ္ပာယ်ကျတော့လက်ဝင်နဲ့လုံးရကိုင်ရတာခက်တယ်ပေါ့ဒီလိုကိစ္စအိမ်မှာသုံးတယ်ဥပမာဘယ်လိုသုံးလို့ရလဲဆိုလို့ရှိရင် these are less fiddly than buttons အင်္ဂလိပ်မှာဆိုရင်ဇစ်ဆွဲရတာကကြီးစီးတဲ့လောက်လက်မဝင်ဘူးပေါ့ less fiddly ဆိုတော့လက်မဝင်ဘူးလို့ပြောချင်တာ and the last one is finicky ကကြတော့ဒီချေတို့အပေါ်မှာသုံးခဲ့တဲ့ fussy ရဲ့ fiddly ရောအဲ့ဒီအဓိပ္ပာယ်နှစ်ခုလုံးနဲ့သူကတူတယ်ပေါ့နော်Caesar ကြောင့်လည်းကြီးများတယ်လက်ဝင်တယ်အဲ့ဒီသုံးခုလုံးအတွက်သုံးလို့ရတယ်သူသုံးထားတဲ့ context ပေါ်မှာမူတည်ပြီးတော့ဒီချေတို့ကသိရမယ်ပေါ့ဘယ် uses နဲ့သုံးထားလဲဘယ် meaning နဲ့သုံးထားလဲဆိုတာဘယ်လိုမျိုးသုံးလို့ရလဲဆိုရင် it's a very finicky job ဒါကတော်တော်လက်ဝင်တဲ့အလုပ်ပဲပေါ့ဒါမှမဟုတ်ရင် she is such a finicky eater လို့သုံးထားရင်တော့ဒါက Caesar ကြောင့်တော့ကြီးများတော့ပြောချင်တာသူမကအစာကြီးများတဲ့သူနောက်တစ်ခု finicky dresses လို့လည်းသုံးလို့ရသေးတယ်အဝတ်အစားရွေးတဲ့သူအဝတ်အစားကြီးများတဲ့သူဆိုရင်လည်း finicky dresses လို့သုံးလို့ရတယ်I hope these 3 words are beneficial for you. If you are interested in learning English, you can follow my account. I will always upload my videos every day. So see you in the next video.